ဟင်းနှန်းကသူ့ရဲ့အစားအသောက်ထိန်းချုပ်မှုအစီအစဉ်ကိုပျက်စီးစေတယ်ဆိုပြီးလူငယ်တယောက်တိုင်ကြားလိုက်တဲ့အတွက်$10နဲ့အဝတ်စားလို့ရတဲ့စားတောက်ဆိုင်တစ်ဆိုင်ပိတ်လို့နီးပါးဖြစ်သွားခဲ့တယ်။ဒါပေမဲ့ဆိုင်ရှင်ကလက်စားချေတဲ့နေကတရက်ကွက်လုံးကိုတုန်လှုပ်သွားစေခဲ့တယ်။ Save Sure ဆိုတဲ့စားဖို့မှုတယောက်ဟာအဖိုးဘွားတွေအလုပ်သမားတွေအဆင်ပြေအောင်$10နဲ့အဝတ်စားလို့ရတဲ့စားတောက်ဆိုင်ကို9နှစ်တိုင်ဖွင့်လှစ်ခဲ့ပါတယ်။အစားအစာတွေကအရန်စိန်ကြတာမဟုတ်ပေမဲ့တန်ရှင်းပြီးစားဝင်တဲ့အပြင်ဟင်းပွဲအစုံအလင်နဲ့အမြဲပူပူနွေးနွေးတင်ပေးတာကြောင့်ရက်ကွက်သားတွေရဲ့အားပေးမှုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ရက်ကွက်အသစ်ပြောင်းလာတဲ့ George Driver ဆိုတဲ့လူငယ်တယောက်ကထူးဆန်းတဲ့တိုင်ကြားချက်တစ်ဆောင်ပို့လာခဲ့တယ်။သူ့အဆိုအရ Save Sure ရဲ့ဟင်းနှန်းတွေကသူ့အခန်းထဲအထိဝင်လာပြီးအစားအသောက်ထိန်းချုပ်နေတဲ့သူ့ကိုအမြဲပိုက်စာစေတဲ့အစားတွေအဆက်မပြတ်မာစားဖြစ်စေပြီးကိုလေးချိန်တက်စေတယ်လို့ဆိုခဲ့ပါတယ်။အိမ်ယာစီမံခန့်ခွဲရေးမှူး Elvir ကလည်းဒီတိုင်ကြားချက်ကိုအလေးထားပြီး Save Sure ကိုဆိုင်ပြင်ဆင်ဖို့ဖိအားပေးခဲ့တဲ့ဟင်းနှန်းတွေကရက်ကွက်ရဲ့ပုံရိပ်ကိုထိခိုက်စေတဲ့လူတွေကိုအလွန်ကျွံစားတောက်စေတယ်လို့တောင်ပြောခဲ့ပါတယ်။ Save Sure ကအပြင်ပန်းမှာတော့လက်ခံလိုက်တယ်လို့ပြောခဲ့ပေမဲ့သူ့စိတ်ထဲမှာတော့တခြားအစီအစဉ်တစ်ခုရှိနေခဲ့ပါတယ်။နောက်နေ့မှာဆိုင်ကိုအကုန်ပြန်ပြင်ပြီးအဆင့်မြင့်ကျန်းမာရေးအစားတောက်ဆိုင်အဖြစ်ပြောင်းလဲလိုက်တယ်။အရင်က$10နဲ့အဝတ်စားရတဲ့စနစ်ကိုဖျက်သိမ်းလိုက်ပြီးကြက်ရင်အုပ်ပြုတ်နင်းလေးကို$22ကျန်းမာရေးအစားအစုံအလင်ကို20ကျော်နဲ့ရောင်းချခဲ့ပါတယ်။ပမာဏတွေကသေးသေးလေးဖြစ်ပြီးဈေးတွေကတော့တာမန်လူတွေမတက်နိုင်လောက်အောင်မြင့်သွားခဲ့တယ်။ရက်ကွက်သားတွေဒေါသထွက်ကုန်ကြပေမဲ့ Save Sure ကဒါကလူတိုင်းရဲ့ကိုယ်ခန္ဓာထိန်းသိမ်းပိုင်ခွင့်ကိုကာကွယ်ပေးတာပါလို့ Elvir နဲ့ George Driver ရဲ့စကားတွေကိုပြန်သုံးချပြီးတယော်ခဲ့တယ်။ဒီအဖြစ်အပျက်ကြောင့်လမ်းတစ်လျှောက်ကအခြားစားတောက်ဆိုင်တွေပါဈေးတက်ကုန်ကြပြီးအရင်လိုဈေးသက်သာတဲ့အစားအစာရှာမရတော့ပါဘူး။နေ့စားအလုပ်သမားတွေနဲ့အငိမ့်စားအဖိုးအဖွားတွေအခက်ခဲကြုံလာခဲ့ကြတယ်။အဆိုးဆုံးကတော့EJDဆိုတဲ့အဖွားအိုတယောက်ဖြစ်ပါတယ်။သူမဟာဆေးဖို့အတွက်ငွေချန်ထားရတာကြောင့်စားစရာကိုရှော့ချရင်နောက်ဆုံးမုန်းချောက်တစ်ပိုင်းနဲ့ပဲရက်ပေါင်းများစွာအသက်ရှင်နေခဲ့ရပါတယ်။အဆုံးမှာတော့အစာငတ်ပြီးလမ်းပေါ်မှာလဲကျသွားခဲ့တယ်။ဒီသတင်းဟာရက်ကွက်ထဲပြန့်နှံ့သွားပြီးလူတွေကစုံစမ်းကြည့်တဲ့အခါပြဿနာအလုံးရဲ့အစဟာ George Driver ရဲ့တိုင်ကြားချက်ဖြစ်ကြောင်းသိသွားခဲ့ကြတယ်။ဒါတင်မကသေးပဲ George Driver ဟာနောက်ွယ်ကနေ Save Sure ကိုအပြစ်တင်ဖို့လူတွေကိုလှုံ့ဆော်နေခဲ့တာပါပေါ်ထွက်လာခဲ့ပါတယ်။ရက်ကွက်သားတွေက George Driver ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီး Elvir ကိုလည်းတာဝန်မဲ့တဲ့ဆုံးဖြတ်ချက်ချခဲ့သူအဖြစ်ပြစ်တင်ခဲ့ကြတယ်။ဒီကိစ္စဟာလူမှုကွန်ရက်တွေမှာပြန့်နှံ့သွားပြီးသတင်းဌာနတွေအထက်အရာရှိတွေအထိရောက်ရှိသွားခဲ့ပါတယ်။ Elvir ကဖိအားတွေမခံနိုင်တော့တဲ့အတွက် Save Sure ကိုပြန်ခေါ်ပြီးအရင်$10နဲ့အဝတ်စားစနစ်ကိုပြန်ဖွင့်ဖို့တောင်းဆိုခဲ့တယ်။ဒါပေမဲ့ Save Sure ကတော့ငြင်းဆန်လိုက်ပါတယ်။ဒီကျန်းမာရေးအစားစနစ်ကိုခင်ဗျားကိုယ်တိုင်အတည်ပြုပေးခဲ့တာပါဆိုင်ကိုပြန်ပြင်ဖို့ကျွန်တော်ငွေအများကြီးသုံးထားရတယ်။အခုပြန်ပြောင်းချင်ရင်အကုန်လုံးပြန်လျော်ပေးရမယ်လို့ပြောခဲ့တယ်။နောက်ဆုံးမှာတော့ George Driver ဟာသူ့ရဲ့တကူကောင်းဆန်တဲ့လုပ်ရက်ကြောင့်ရက်ကွက်တစ်ခုလုံးရဲ့မုန်းတီးမှုကိုခံရပြီးနောင်တရခဲ့ရတဲ့ Save Sure ကတော့အစကတည်းကမတရားတဲ့စီးမင်းကိုမတရားမှန်းသိပေမဲ့သူတို့ရဲ့အတွေ့အခေါ်ကိုအဆုံးထိလိုက်နာပြပြီးအဲ့ဒီအတွေ့အခေါ်ဘလောက်အဓိပ္ပာယ်မရှိကြောင်းလူတိုင်းမြင်အောင်ပြသခဲ့တာဖြစ်ပါတယ်။